ဇလန်လေးကိုမစားတင်ခင်မှာဦးစားပထမကျွန်တော်ရဲ့ရှစ်ပရိသတ်တွေအားလုံးကိုမင်္ဂလာညချမ်းလေးပါလို့နှုတ်ခွန်းဆက်တာပြရစီလားခင်ဗျာဒီဇလန်လေးကတော့ကိုရင်လေးနန္ဒမျက်မြင်ကိုတွေ့ကြုံခဲ့ရတဲ့ထူးဆန်းတဲ့ဇလန်လေးတစ်ပုဒ်ကိုတင်ဆက်ပေးထားတာပဲဖြစ်ပါတယ်ကိုရင်လေးနန္ဒဟာမိဘမဲ့လေးတယောက်ပေါ့ဗျာဒါကြောင့်လေငယ်စဉ်ကလေးကတပြေကုန်းရွာရဲ့ရွာဦးကျောင်းဆရာတော်ကကိုရင်လေးနန္ဒကိုခေါ်ယူဆောင်ရှောက်လို့ထားခဲ့တာပါအခုဆိုရင်73နှစ်ဆိုတဲ့အသက်အရွယ်တစ်ခုကိုတောင်ရောက်လို့လာပါပြီဘုန်းကြီးကျောင်းသားဘဝနဲ့နေလာခဲ့ပြီး73နှစ်ဆိုတဲ့အရွယ်ကိုရောက်လာတဲ့အချိန်မှပဲကိုရင်စတင်ဝေခဲ့တာပါကိုရင်လေးနန္ဒကိုရင်ဝက်ပြီးမကြာခင်မှာပဲကျောင်းနိုင်ဆရာတော်ကြီးကပြန်လွန်တော်မူလို့တွားခဲ့တာကြောင့်တခြားရွာကနေကြွလာတဲ့ဦးစင်၃ပါးနောက်ကိုလိုက်လို့တွားခဲ့ရပါတယ်။ဦးစင်၃ပါးဟာပါလွန်တောင်ကိုတွားကြမှာဖြစ်ပြီးကိုရင်လေးနန္ဒကိုပါသူတို့နဲ့တပါးတွေခေါ်ဆောင်လို့လာခဲ့တာပေါ့။ခေါ်လာဟာလာတွေအရာကတော့ပါမွန်တောင်မှာတန်မွေတကောင်ကိုဝှက်ထားတယ်လို့ကြားသိရတာပါ။ပါလွန်တောင်ကြီးဟာအလွန်ကြီးမားပေမဲ့လို့လည်းတစ်တော်တစ်ပင်တွေရဲ့ပိတ်ဆို့မှုကြောင့်တောင်တက်သမားတွေကလွဲပြီးဘယ်သူမှမသွားကြပါဘူး။ပါလွန်တောင်ကိုသွားနေတဲ့လမ်းတစ်လျှောက်မှာလည်းကျင်းငန်းအော်တန်လေးတွေရေတကွန်လေးတွေနဲ့အတော်ကိုကြည်နူးဖို့ကောင်းလာတာပေါ့။တစ်ပင်အရိပ်တွေဟာအလွန်အေးချမ်းလွန်းလှတာကြောင့်ဦးစင်သုံးပါးနဲ့ကိုရင်လေးတို့ကိုအပူဒဏ်ကနေကာကွယ်ပေးပြီးသားဖြစ်တာပေါ့ဗျာ။ကိုရင်လေးနန္ဒရဲ့မွေးရက်မြေကနေဦးစင်သုံးပါးနောက်ကိုလိုက်လာလိုက်တာအခုဆိုရင်နှစ်ရက်မြောက်နေ့ကိုရောက်လို့လာခဲ့ပါပြီ။ညနေရောက်တဲ့အခါမှာတော့ဖာလွန်တောင်အနားမှာရှိတဲ့ရွာလေးတစ်ရွာကိုကိုရင်လေးတို့ဖွဲ့ရောက်လို့လာခဲ့တာပေါ့။ညအချိန်ဖြစ်တာကြောင့်မလို့ကိုရင်လေးတို့ကြွလာတာကိုဘယ်သူမှမမြင်လိုက်ကြပါဘူး။ဦးစင်တွေကလည်းဘယ်သူမှဒုက္ခမပေးချင်တာကြောင့်မလို့လူသူကင်းတဲ့ရွာဘေးကတောအုပ်လေးမှာပဲတရားသွားထိုင်ကြပါတော့တယ်။ရွာနဲ့နီးတဲ့ဆိုပေမဲ့လို့လေတောအုပ်လေးဟာလူတန်တိတ်ဆိတ်လှပြီးအင်မတန်အေးချမ်းလွန်းလှတာပေါ့။တောင်တွင်ဖြစ်တာကြောင့်မလို့ရွာဘေးနားကရှောင်းမှာမြူခိုးတွေနဲ့ပြင်းနေလို့နေပါတယ်။တပြေးပြေးအေးတက်ဟာပိုပြီးတော့တိုးလို့လာခဲ့တာပေါ့။ဦးစင်တွေကလည်းအေးတက်ကိုအန်တူးရင်တရားကိုသာကြိုးစားအားထုတ်လို့နေခဲ့ကြတာပါ။ကိုရင်လေးနန္ဒလည်းဦးစင်းတွေကိုသာဦးစားပေးပြီးတရားထိုင်ရှင်အောင်တွေကိုထောင်ပေးကကိုရင်လေးကတော့မြေပြင်ပေါ်မှာပဲတရားထိုင်လို့နေခဲ့ရတာပါဦးစင်းတွေတရားထိုင်လို့ပြီးသွားတဲ့အခါမှာတော့ကိုရင်လေးဟာအကြီးဆုံးဖြစ်တဲ့ဦးစင်းကိုဖာလွန်တောင်လာရတဲ့အကြောင်းရင်းကိုမေးမြန်းလို့နေတာပေါ့အရှင်ဖေအရှင်ဖေအရင်တုန်းကဖာလွန်တောင်ကိုရောက်ဘူးလားဖေဖာလွန်တောင်ကအရှင်ဖေရဲ့မွေးရမြေလားဖေတပည့်တော်တို့အခုသွားမှာကအရှင်ဖေတို့ရဲ့ကြောင်းရှိတဲ့နေရာကိုလားဖေအဲ့ဒီနေရာကဦးစင်းရဲ့မွေးရမြေမဟုတ်ဘူးကိုရင်လေးရဲ့အဲ့ဒီနေရာကိုတက်ရှိလူသားတွေတိတ်မသွားကြဘူးဦးစင်းတို့ဖာလွန်တောင်ကိုသွားတယ်ဆိုတာအကြောင်းတစ်ခုခုရှိလို့ပါကွယ်ကိုရင်လေးကငယ်သေးတော့အဲ့ဒီအကြောင်းအရာတွေကိုမသိလဲရပါတယ်ကိုရင်လေးရဲ့စိတ်ရှာလက်ရှာနေပါဖာလွန်တောင်မှာလှုပ်ရှားရှိတာတွေလှုပ်ပြီးရင်ကြောင်းရှိတဲ့နေရာစီကိုပြန်ကြမှာပါဖာလွန်တောင်ရောက်ရင်ကိုရင်လေးမကြုံဘူးတာတွေကိုလည်းကြုံရနိုင်တာမလို့ကိုရင်လေးအတွက်အထူးဆန်းဖြစ်နိုင်တယ်ဦးစင်းကြီးရဲ့စကားကြောင့်ကြံတဲ့ဦးစင်းတွေကလည်းတယောက်မျက်နှာကိုတယောက်ကြည့်ပြီးအတွေးများစွာနဲ့ဖြစ်နေကြတာပေါ့တောအုပ်လေးရဲ့ဘေးနားမှာတော့အင်ကြီးအနှဲငယ်ရှိလို့နေပါတယ်ကိုရင်လေးတို့လည်းဘသူကမှဒုက္ခမပေးချင်တာကြောင့်လီအီတွေတိုက်ခတ်နေတဲ့ကြားတွေကနေပဲတောအုပ်လေးထဲမှာအနားယူလို့နေခဲ့ကြတာပါကောင်းကင်ရံမှာလေကြယ်လေးတွေဟာမိတ်တုံနဲ့အလုံးကိုတာယာလှပလို့နေတာပေါ့ရွာထိပ်ကိုထွက်လာတဲ့ရွာသားတချို့ဟာကိုရင်လေးတို့အဖွဲကိုမြင်သွားတာကြောင့်လာရောက်ရှိခိုးကြောကြပါတယ်လာရောက်ရှိခိုးကြတဲ့သူတွေထဲမှာအဖိုးဦးဖြူလည်းပါဝင်ပေါ့ဗျာအဖိုးဦးဖြူလည်းဦးစင်းတို့ကိုပြုံးပြပြီးလက်အုပ်ရှိကဘယ်ကိုကြွားကြမှလဲလို့မေးမြန်းလိုက်တာပေါ့ဦးစင်းတို့ကိုတပည့်တော်ရှိခိုးပါရဲ့ဖေဟာဦးစင်းတို့ဘယ်ကိုများကြွားကြမလို့လဲဖေဟာအပန်းမကြည့်ဘူးဆိုရင်တပည့်တော်မိတဲ့မိကုန်းကိုဖြေပေးပါနော်ဖေဟာအပန်းမကြည့်ပါဘူးတကားကြီးရဲ့ဦးစင်းဖြေပေးပါမယ်ဦးစင်းတို့ကဖာလွန်တောင်ကိုသွားကြမလို့ပါအမှန်တကယ်တော့ဒီနေ့ရောက်အောင်သွားဖို့ပါပဲဒါပေမဲ့မိုးရှုပ်သွားလို့ဒီနေ့တော့သွားဖို့မမီတော့ဘူးကွယ်အဲဒါကြောင့်ဦးစင်းတို့ဒီမှာပဲသတင်းသုံးနေရတာမောင်လည်းအရန်မောင်နေပြီဆိုတော့ဒီမှာပဲသတင်းသုံးလိုက်ပါတော့မယ်ဦးစင်းတို့ကိုဒီမှာသတင်းသုံးခွင့်ပြုပါနော်အစားကတော့တကားကြီးတို့ကိုလာခွင့်တောင်းအောင်မလို့ပဲ
ဒါပေမဲ့ဦးစင်းတို့ကြောင့်ရွာသူရွာသားတွေစိတ်အနှောက်အယှက်ဖြစ်မှာဆိုလို့တော့အုပ်လေးထဲမှာပဲတည်င်းသုံးလိုက်ရတာပါအဲ့ဒါကြောင့်မလို့ဦးစင်းတို့ကိုဝင်းမယူကြပါနဲ့ကွယ်အဖိုးဖြူလည်းဦးစင်းစကားကိုကြားလိုက်ရတဲ့အခါမှာတော့ခေါင်းငိမ်ပြလိုက်ပြီးဦးစင်းတို့လာရောက်တည်င်းသုံးတာဟာသူတို့ရွာအတွက်အနောက်အရှက်မဖြစ်ကြောင်းပြန်လည်ပြောပြခဲ့လိုက်တာပေါ့ဦးစင်းတို့ကြွလာတာတပည့်တော်တို့အတွက်အနောက်အရှက်မဖြစ်ပါဘူးဗျာဒီမှာလာနေရတာအရှင်ဘုရားတို့တက်တောင့်တက်တာမဖြစ်မှာပဲစိုးရင်ရတာပါအရှင်ဘုရားတို့နေတဲ့နေရာကိုတန်ရှင်းရေးလုပ်ဖို့အတွက်တပည့်တော်တို့ကိုခွင့်ပြုပေးပါတော့ဗျာအဖိုးဖြူလည်းဦးစင်းကိုရှောက်တင်ပြီးတဲ့နောက်မှာတော့ဘေးမှာရှိတဲ့ရွာသားတွေကိုလှည့်ကြည့်လိုက်ပြီးဦးစင်းတို့သတင်းသုံးနေတဲ့ပတ်ဝန်းကျင်ကိုတန်ရှင်းရေးလုပ်ခိုင်းလိုက်တော့တာပေါ့ရွာသားတွေလည်းဦးဖြူစကားကိုနားထောင်ကြပြီးဦးစင်းတို့သတင်းသုံးတဲ့နေရာပတ်လေကိုတန်ရှင်းရေးလုပ်ကြပါတော့တယ်အဖိုးဦးဖြူဟာဦးစင်းတို့ကိုဖာလွန်တောင်စီမသွားကြဖို့အတွက်ရှောက်တင်နေခဲ့တာပါတပည့်တော်ဦးစင်းတို့ကိုတခုလောက်ရှောက်ထားခြင်းလို့ပါဗျာအရှင်ဘုရားတို့ဖာလွန်တောင်ကိုခရီးမထွက်ကြရင်ကောင်းလိမ့်မယ်ဗျာခရီးမထွက်ကြဖို့ကိုလည်းတပည့်တော်အကြံပေးခြင်းပါတယ်ဒီနာကဒေသခံတွေရဲ့ပြောကြားချက်အရာတော့ဖာလွန်တောင်ဟာအရန်အန်ဒီရဲ့များတယ်လို့တပည့်တော်ကြားဘူးပါတယ်ဗျာအဲ့ဒီတောင်မှာဒူးဆန်းတဲ့ပုံမြင်တစ်ပုဒ်လည်းရှိခဲ့ဘူးတယ်ဗျာကြည်လိုက်ရင်ตายရတယ်လို့ထင်ရပြီမဲ့အရန်အန်ဒီရဲ့များတဲ့နေရာတစ်ခုပါဗျာဒါကြောင့်တပည့်တော်အရှင်ဘုရားတို့ကိုမသွားစီခြင်းပါဘူးဗျာဦးစင်ကြီးလည်းအဖိုးဦးပြူရဲ့စကားကိုအတိအမှတ်ပြုတဲ့အနေနဲ့ဘာကိုမှပြန်မဖြေသေးပဲကောင်းငိမ်ပြခဲ့လိုက်ပါတယ်ပြီးတဲ့အခါမှာတော့ယုံကြည်မှုအပြည့်နဲ့ပြတ်သားစွာပဲအဖိုးဦးပြူကိုပြန်လည်ဖြေကြားခဲ့တော့တာပေါ့တကားကြီးရဲ့စိတ်စေတနာကိုဦးစင်လက်လျော်မရှိပါဘူးတကားကြီးရဲ့ဒါပေမဲ့ဦးစင်းတို့ကအဲ့ဒီတောင်ကိုသွားမှဖြစ်မှာမလို့ပါအရေးကြီးတဲ့အလုပ်တစ်ခုကိုလုပ်ကြရအောင်မယ်တကားရဲ့ဘာပဲဖြစ်ဖြစ်တရားဓမ္မတွေကဦးစင်းတို့ကိုကာကွယ်ပေးမယ်လို့ဦးစင်းတို့ယုံကြည်ပါရဲ့ကွယ်ရွာသူရွာသားတွေလည်းဦးစင်းတို့သတင်းသုံးနေတဲ့နေရာပတ်လေကိုတန်ရှင်းလုပ်ပြီးတဲ့အခါမှာတော့အဖိုးဦးပြူနာမှာပြန်ထိုင်လိုက်ပြီးဦးစင်းပြောတာတွေကိုနားထောင်လို့နေကြတာပေါ့ညာနဲ့လာတဲ့အခါမှာတော့ရွာသားတွေဟာဦးစင်းတို့ကိုနှုတ်ဆက်ပြီးအိမ်ကိုပြန်လို့သွားခဲ့ကြပါတယ်။ဦးစင်းကြီးလည်းအဖိုးဦးဖြူပြန်သွားမှပဲမေးစရာအရှို့ကိုတတိယသွားခဲ့တာကြောင့်ပြန်နေတဲ့အဖိုးဦးဖြူကိုလှမ်းអော်ပြီးတိကျင်တဲ့အကြောင်းအရာကိုမေးမြန်းလိုက်ပါတော့တယ်။တကားကြီးဦးဖြူနေပါအောင်ကွယ်ဦးစင်းမေးစရာရှိလို့ပါဒီရွာနဲ့ဖာလွန်တောင်ကဝေးသေးလားကွယ်အရင်ကလူကြီးတွေရဲ့ပြောစကားတွေအရာပဲဖာလွန်တောင်ကိုကြားဘူးလားကိုယ်တိုင်မရဘူးတော့တကားကြီးကိုမေးကြည့်တာပါကွယ်ဖာလွန်တောင်ကတပည့်တော်တို့ရွာနဲ့တိတ်မဝေးတော့ပါဘူးဖေဟာလမ်းတစ်တက်ကသွားမယ်ဆိုရင်တော့10 ကီလိုမီတာလောက်တော့သွားရမယ်ဖေဟာပြက်လန်းကသွားရင်တော့အဲ့လမ်းထက်မြန်မြန်ရောက်နိုင်ပါတယ်ဖေဟာတပည့်တော်ဒီရွာကိုရောက်လာတာ10 စုနှစ်တစုကြာပါပြီဖာလွန်တောင်ကိုလိုက်ရှာတဲ့သူတွေအများကြီးတွေ့ဘူးတယ်ဖေဟာဖာလွန်တောင်ပေါ်ကိုတက်သွားတဲ့သူတိုင်းဘယ်တော့မှအကောင်းပကတိနဲ့မပြန်လာဘူးဗျာပြန်လာတဲ့လူတိုင်းကလည်းယူသွားတတ်ကြပြီးတချို့ဆိုရင်သေဆုံးတဲ့အထိပြစ်ကြရတယ်ဗျာအဲဒါကြောင့်တပည့်တော်ကအရှင်ဘုရားတို့ကိုဖာလွန်တောင်ပေါ်ကိုမသွားစေချင်တာပါဗျာကိုရင်လေးဟာရွာတွေကအဖိုးဥပြူရဲ့တတိပေးစကားတန်တွေကိုကြားပြီးဖာလွန်တောင်ကိုသွားဖို့အတွက်အနှင်းငယ်ကြောက်ရွံ့နေခဲ့မိတာပေါ့အဖိုးဥပြူတယောက်သူ့ရဲ့အတွေ့အကြုံတွေကိုဦးစင်းစီပြောပြနေတာကိုလည်းကိုရင်လေးနန္ဒာဟာစိတ်ဝင်စားနဲ့နားထောင်လို့နေပါတယ်ကိုရင်လေးနန္ဒာဟာအဖိုးဥပြူရဲ့စကားကိုကြားတဲ့အချိန်မှာပဲဦးစင်းကြီးကိုတခုခုမေးချင်ပေမဲ့တီကျင်တဲ့ဦးစင်းမျက်နှာကိုကြည့်ပြီးဘာမှမမေးရခဲ့ပါဘူးညာနယ်လာလေးတွေအေးချက်ကပူလာလေးပါပဲတောင်လီတွေတိုက်ခတ်လာခဲ့တာကြောင့်တိရွက်လျှောက်လီတွေဟာလည်းတစ်ပင်ပေါ်ကနေကြွေချလို့နေပါတယ်ဦးစင်းတွေရဲ့အရှိမထိုင်နေတဲ့ကိုရင်လေးအတွေးထဲမှာတော့အဖိုးဦးဖြူပြောတဲ့စကားတွေကသာပဲ့တင်ထက်လို့နေတာပါညာအေယာဝင်ချိန်မှလည်းကိုရင်လေးဟာဘလို့မှအိမ်မရတော့ပဲဖာလွန်တောင်အကြောင်းကိုသာတွေးလို့နေပါတော့တယ်ဒီလိုနဲ့ပဲတညတာကုံဆုံးပြီးမနက်အချိန်ကိုရောက်ရှိလို့လာခဲ့ပါပြီ။ရွာတွေကကြက်တွန်တန်တွေနဲ့အတူနေမင်းကြီးဟာအရှိအရက်ကနေတဖြည်းဖြည်းထွက်ပေါ်လို့လာတာပေါ့။ဦးစင်းတွေနဲ့ကိုရင်လေးလည်းမနက်နေစားထွက်ချိန်မှာစတင်တရားအားထုတ်လို့နေခဲ့ကြပါတယ်။တရားအားထုတ်လို့ပြီးတဲ့နောက်မှာတော့ရွာသားတွေလာကက်တဲ့ဇွန်းကိုဖုံးပေးကြတာပေါ့ဗျာ။နေမင်းကြီးဟာတစ်ပင်ထိပ်ဖျားတွေကိုဖျက်ပြီးတစ်တော်ကျမ်းပြင်အောင်အထိ
အလင်းရောင်ဖောက်ထွင်းဝင်ရောက်လို့လာခဲ့ပါတယ်။နေမင်းကြီးဖောက်ထွင်းဝင်ရောက်လာပြီးဖြစ်တာကြောင့်တောတောင်ထဲမှာရှိတဲ့အရာအလုံးကိုမျက်ဝါးထင်ထင်မြင်တွေ့ကြရတော့တာပေါ့။တဘာဝတရားကြီးရဲ့အလတ်ဟာလူသားတွေအတွက်စိုးရိမ်ပူပန်မှုတွေကိုလျှော့ချပေးနေတဲ့အရာတစ်ခုပဲမဟုတ်တာဗျာ။ဦးစင်းတွေနဲ့ကိုရင်လေးဟာလည်းရွာသားတွေကိုနှုတ်ဆက်ပြီးဖာလွန်တောင်စီကိုခရီးထွက်လို့လာခဲ့ကြတာပေါ့။အချိန်အတော်ကြာအောင်လမ်းလျှောက်လာပြီးတဲ့အခါမှာတော့ဖာလွန်တောင်မှာရှိတဲ့လိုင်ကူကြီးစီကိုရောက်ရှိလို့လာခဲ့ကြပါတယ်။လိုင်ကူကြီးရဲ့ပတ်ပတ်လည်မှာတော့တစ်ပင်ကြီးတွေနဲ့ဖုံးရမ်းလို့နေတာပေါ့။လိုင်ကူကြီးရဲ့ကြောက်တုံးတွေဟာလေတံမိုးတံကိုအချိန်အတော်ကြာအောင်ခံစားလို့လာခဲ့ရတာကြောင့်အနှဲငယ်တော့ပျက်စီးလို့နေပါပြီ။ဦးစင်ကြီးလည်းအရှိကနေဦးဆောင်ပြီးမှောင်မဲနေတဲ့လိုင်ကူကြီးတွေကိုစတင်ဝင်ရောက်လို့လာတာပေါ့။လိုင်ကူကြီးရဲ့မှာဖြစ်တာကြောင့်ဦးစင်တို့လမ်းလျှောက်တဲ့ရှီတန်တွေကိုတော့မှပဲ့တင်ထက်ပြီးပြန်ချနေရပါတယ်။လိုင်ကူထဲမှာဆိုတော့လေအပြင်ကားချက်ပို့ပြီးအေးလို့နေတာပေါ့ဗျာ။ဦးစင်ကြီးလည်းမီးအိမ်ကလေးကိုယူပြီးမှောင်မဲနေတဲ့လိုင်ကူကြီးရဲ့တခြားသူတွေကိုလမ်းပြရင်ဝင်ရောက်လို့လာခဲ့တာပေါ့။ကူတဲ့ကိုဝင်လာတာအချိန်အနည်းငယ်ကြာပြီးဖြစ်ပေမဲ့အခုတီတော့ပန်းနိုင်ကိုမရောက်သေးကြဘူးပေါ့ဗျာ။ဦးစင်တွေနဲ့ကိုရင်လေးလည်းကျူးစားပန်းစားနဲ့လမ်းလျှောက်လာခဲ့ရင်နောက်ဆုံးမှာတော့တန်မွေကြီးရှိရာနေရာစီကိုရောက်ရှိလို့လာပါတယ်။တန်မွေရှိတဲ့နေရာကိုရောက်လာတဲ့အခါမှာတော့ဦးစင်းငယ်ဟာတစ်သားခွက်တစ်ခုကိုထုတ်ပြီးတန်မွေကြီးရဲ့အစိတ်ရည်ကိုယူဖို့အတွက်လုပ်နေကြတာပေါ့။အဲ့ဒီအချိန်မှာပဲလိုင်ကူကြီးရဲ့မျက်နှာစာတွေကတုံလာတာကိုအားလုံးခံစားမိခဲ့ပါတယ်။ဟေးကလေးတွေအားလုံးသတိထားကြနော်။လိုင်ကူကြီးရဲ့မျက်နှာစာတွေကငလင်လုံးနေသလိုတုံခါနေတာပဲ။ခဏလေးစောင့်ကြည့်ပြီးအရှိန်နေမကောင်းရင်ပြေးကြနော်။ဦးစင်ကြီးလည်းတခြားဦးစင်းငယ်တွေနဲ့ကိုရင်လေးကိုအရှိန်အနေပူဆိုးလာခဲ့ရင်ပြေးကြဖို့အတွက်သတိပေးပါတော့တယ်။အဲ့ဒီအချိန်မှာပဲလိုင်ကူကြီးထဲမှာရှိတဲ့မျက်နှာစာတွေဟာအရင်ကားတက်ပို့ပြီးအတန်ကျဲလာကပို့ပြီးတော့လှုပ်ခတ်လို့လာပါတယ်။ကံကောင်းစွာနဲ့ပဲလိုင်ကူကြီးရဲ့တုံလုံးမှုဟာအချိန်အနည်းငယ်အတွင်းမှာပဲပြီးဆုံးလို့သွားခဲ့တာပေါ့။လိုင်ကူကြီးတွေကတုံလုံးမှုပြီးသွားတာနဲ့ဦးစင်းငယ်ဟာတစ်သားခွက်ကိုယူပြီးကြောက်တုံးကြီးတစ်ခုနာကိုထွက်လို့လာတာပေါ့။ကြောက်တုံးကြီးနာကိုရောက်လာတဲ့အခါမှာတော့တစ်သားခွက်ကလေးကိုကြောက်တုံးကြီးရဲ့အနားမှာကတ်ထားလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲမွေကြီးနဲ့တူတဲ့အမဲရောင်အရာဝတ္ထုတစ်ခုဟာကြောက်တုံးကြီးရဲ့အပေါ်ကနေကျလာပြီးဦးစင်းငယ်ရဲ့အနားကိုရောက်လို့လာပါတယ်။အမဲရောင်အရာဝတ္ထုကြီးဟာလူအများပြောနေကြတဲ့တန်မွေကြီးဖြစ်မဲ့ပုံပါပဲ။ဦးစင်းငယ်လည်းဘာကိုမှထွေထွေထူးထူးမစင်းစားနေတော့ပဲအတင်းယူဆောင်လာတဲ့တစ်သားခွက်ကလေးနဲ့တန်မွေကြီးရဲ့ခန္ဓာကိုယ်ပေါ်မှာထွက်နေတဲ့အစိတ်ရည်တွေကိုခံယူလိုက်တော့တာပေါ့။နောက်ဆုံးမှာတော့တန်ဝေကြီးရဲ့ခန္ဓာကိုယ်လိုယူဆရတဲ့နေရာကနေအမဲရောင်အစိတ်ရည်တွေဟာတစ်ဆက်ရှင်းစီတစ်သားခွက်တွေကိုပြုတ်ကျလို့သွားတော့တာပေါ့။ဦးစင်းငယ်အစိတ်ရည်တွေခံယူနေတာကိုဦးစင်းကြီးနဲ့ကိုရင်လေးတို့ဟာစိုးရိမ်တကြီးအနောက်ဘက်မှာရက်ကကြည့်လို့နေခဲ့ကြပါတယ်။နောက်ဆုံးမှာတော့ဦးစင်းငယ်ဟာအောင်မြင်စွာနဲ့ပဲအစိတ်ရည်ကိုရယူနိုင်ခဲ့ကြတာပေါ့။အစိတ်ရည်ကိုရတာနဲ့ဦးစင်းကြီးလည်းစတင်ပြီးကာရာရွတ်ကြဖို့အားလုံးကိုအမိန်ပေးလိုက်ပါတော့တယ်။ကဲအစိတ်ရည်လည်းရလာပြီဆိုတော့အားလုံး break တရားတွေကိုရွတ်ဖက်ကြရအောင်လာကြတန်မွေကြီးရှိတဲ့နေရာမှာတွားထိုင်ပြီးရွတ်ဖက်ရမယ်ဦးစင်းကြီးအမိန်ပေးလိုက်တာနဲ့အားလုံးဟာတန်မွေကြီးနားမှာဝိုင်းထိုင်လိုက်ပြီးပရိတ်တရားတွေကိုစတင်ရွတ်ဖက်ကြပါတော့တယ်ပရိတ်တရားတွေရွတ်ဖက်ပြီးမကြခင်မှာပဲဦးစင်းတွေနဲ့ကိုရင်လေးရဲ့ပက်လဲမှာအကာအကွယ်တိုင်းကြီးတစ်ခုပေါ်ပေါက်လို့လာခဲ့တာပေါ့အကာအကွယ်တိုင်းကြီးဟာအချိန်အနည်းငယ်တော့ဦးစင်းတို့ကိုအကာအကွယ်ပေးနိုင်ပါလိမ့်မယ်ဦးစင်းကြီးလည်းပရိတ်တရားတွေကိုရွတ်ဖက်နေရင်စိတ်ခံစားချက်မကောင်းလာတာကြောင့်ကိုရင်လေးကိုကူအပြင်မှာသွားဆောင်ဖို့အတွက်မိန့်ကြားလိုက်ပါတော့တယ်ကိုရင်လေးနန္ဒတွားကိုရင်လေးရဲ့ကူအပြင်ဘက်မှာဦးစင်းတို့ကိုတွားဆောင်နေနော်ဦးစင်းအနေနဲ့ဒီကူကြီးကမလုံခြုံဘူးလို့ရုတ်တရက်ခံစားလာရတယ်တွားမြန်သွားကိုရင်လေးလည်းဦးစင်းကြီးရဲ့စကားကိုကြားတာနဲ့ဂူထဲကနေအလင်အမြန်းပဲအပြင်ကိုပြေးထွက်လို့သွားပါတော့တယ်ကိုရင်လေးဟာဂူအပြင်ကိုရောက်တာနဲ့အထဲမှာရှိတဲ့ဦးစင်းတွေကိုအပြင်ဘက်ကနေရက်ကြည့်လို့နေရတာပေါ့ထူးဆန်းစွာနဲ့ပဲဂူထဲကိုစတင်ဝင်သွားတဲ့အချိန်တုန်းကတော့ကြောက်တုံးကြီးရဲ့နေရာကိုရောက်ဖို့အချိန်တော်ကြာအောင်ရှောက်လန်းသွားခဲ့ရပေမဲ့ဂူထဲကနေပြန်ထွက်လာတဲ့အခါမှာတော့အချိန်အနည်းငယ်သာရှောက်ထွက်လို့လာခဲ့ရပါတယ်ကိုရင်လေးလည်းဂူရဲ့အပြင်ဘက်ကနေအထဲမှာရှိနေတဲ့ဦးစင်းကြီးတွေကိုမျက်တောင်မခက်ပဲရက်ကြည့်လို့နေတာပေါ့ဂူထဲမှာတော့ဦးစင်းတွေဟာပရိတ်တရားတွေကိုဆက်ပြီးရွတ်ဖက်လို့နေကြပါတယ်ဦးစင်းငယ်လည်းဒုတိယအကြိမ်တန်မွေကြီးရဲ့အစိတ်အရေကိုယူဖို့အတွက်ကြိုးစားခဲ့တာပါ
ပထမခေါက်ယူတဲ့အချိန်တုန်းကလိုပါပဲတန်မွေကြီးဟာစမ်းထွက်လို့လာခဲ့ပြီးဦးစင်းငယ်ရဲ့အနာကိုတဖြည်းဖြည်းနဲ့တိုးလို့လာတာပေါ့အခုတစ်ခေါက်မှာတော့ပထမတစ်ခေါက်နဲ့မတူပဲတန်မွေကြီးဟာအစိတ်ရည်တွေမထုတ်ပေးတော့ပါဘူးအစိတ်ရည်တွေထုတ်ပေးမဲ့အစားဦးစင်းငယ်ရဲ့အနာကိုလာပြီးဦးစင်းငယ်ရဲ့ခန္ဓာကိုယ်ကိုရစ်ပတ်ဖို့အတွက်ကြိုးစားလို့နေပါတယ်ဦးစင်းငယ်လည်းကြိုးစားပြီးအနောက်ကိုဆုတ်သွားပြီမဲ့တန်မွေကြီးဟာအဆက်မပြတ်လိုက်နေခဲ့တာကြောင့်ဦးစင်းငယ်ခမအကာအကွယ်တိုင်းကြီးနားကိုတောင်ကတ်လို့လာခဲ့ပါပြီအဲ့ဒီအချိန်မှာပဲထိတ်လန့်စရာတစ်ခုကစတင်ဖြစ်ပေါ်လို့လာခဲ့တာပေါ့တခါတလေမှာတော့တဘာဝတရားကြီးဟာတာမန်မျက်စိနဲ့မမြင်နိုင်အောင်ထူးဆန်းတဲ့အစွမ်းတွေကိုပိုင်ဆိုင်ထားကြပါတယ်အခုအချိန်မှာလဲတဘာဝလွန်စွမ်းအားတစ်ခုဖြစ်တဲ့တန်မွေကြီးဟာဦးစင်းတို့ကိုစတင်တိုက်ခိုက်လို့နေပါပြီတန်မွေကြီးရဲ့တိုက်ခိုက်မှုကြောင့်ဦးစင်းငယ်ခမမှာလဲခွက်တဲကတန်မွေကြီးရဲ့အစိမ့်နဲ့ရောဖို့ယူလာတဲ့ပြားရည်တွေတောင်မှဖိတ်ကြကုန်ပါတော့တယ်ဦးစင်းငယ်အန်ရည်ဖြစ်နေပြီဆိုတာကိုသိတဲ့ဦးစင်းကြီးလည်းမိထုတ်ကိုကိုင်းကတန်မွေကြီးကိုတိုက်ခိုက်ဖို့အတွက်တန်မွေကြီးရဲ့အနာကိုထွက်လို့လာခဲ့တာပေါ့တန်မွေကြီးကိုမီးနဲ့ရှို့တဲ့အခါမှာတော့တန်မွေကြီးဟာအနှဲငယ်အနောက်ကိုပြန်ဆုတ်သွားခဲ့ပါတယ်ကိုရင်လေးခမမှာလည်းကူကြီးရဲ့အပြင်ဘက်ကနေရင်တထိတ်ထိတ်နဲ့ဦးစင်းတွေပြန်လာတာကိုစောင့်နေခဲ့ရှာတာပေါ့ခုအပြင်ဘက်မှာလည်းစောင်းတွင်းကြီးဖြစ်ပေမဲ့လို့လည်းထူးဆန်းစွာနဲ့ပဲလျက်စီးတွေလက်မိုးကြိုးတွေကလည်းစတင်ပစ်ခတ်လို့နေပါပြီကိုရင်လေးလည်းဦးစင်းတွေရဲ့အတန်ကိုတေရှာဂရုတစိုက်နားထောင်ပေးနေခဲ့ပေမဲ့မိုးရှိန်တန်ကြောင့်တစ်ချက်ဂူတွေကအတန်တွေကိုမကြားရပါဘူးဂူထဲမှာတော့ဦးစင်းတွေဟာတန်မွေကြီးရဲ့တိုက်ခိုက်မှုကိုအလူအလဲခံစားလို့နေခဲ့ကြရပါပြီဦးစင်းတွေရဲ့လေပင်ကိုတန်မွေကြီးဟာအသက်ရှူကျအောင်ရစ်ပတ်လို့ထားခဲ့ကြတာပေါ့ဦးစင်းတွေခမအသက်ရှူရခက်ခဲလွန်းတာကြောင့်စူးစမ်းပြီးအော်ဟစ်အကူအညီတောင်းနေခဲ့ကြရပါတယ်အသက်ရှူကျက်လွန်းတာကြောင့်မကြခင်မှာပဲအောက်ဆီဂျင်ပြတ်ပြီးပြန့်လွန်တော်မူနိုင်ပါတယ်ဦးစင်းတွေလည်းစူးစမ်းပြီးရစ်ပတ်နေတဲ့တန်မွေကြီးကိုရှွတ်ကြပြီးမဲ့ဘလို့မှရှွတ်မရပဲဖြစ်နေခဲ့တာပေါ့ဗျာတယောက်နဲ့တယောက်မကယ်နိုင်ကြတော့ပဲအသက်ရှင်ဖို့အတွက်ကိုသာရုန်းကန်လို့နေခဲ့ကြရပါတယ်ဦးစင်းတွေရဲ့အော်တန်းလဲကူတစ်ခုလုံးကိုပဲတင်ထက်ကကူပြင်းမှာရက်နေတဲ့ကိုရင်လေးစီကိုရောက်လို့လာပါတယ်ကိုရင်လေးကလည်းကူထဲမှာကြားနေရတဲ့အော်တန်းတွေကိုတွားကြည့်ကျင်ခဲ့ပေမဲ့ဦးစင်းကြီးရဲ့ကူထဲကိုလုံးဝပြန်မလာပါနဲ့လို့ပြောတဲ့အတန်ကိုကြားရောက်ပြီးကူထဲကိုမဝင်ရဲခဲ့ဘူးပေါ့ဗျာနောက်ဆုံးမှာတော့တီကျင်တဲ့စိတ်ကိုထိမ့်မရတော့ပဲကိုရင်လေးဟာကူထဲကိုပြေးဝင်လို့သွားပါတယ်ကိုရင်လေးကူထဲကိုပြေးဝင်မဲ့အချိန်မှာပဲမိုးကြိုးပစ်ရှာခဲ့လိုက်တာကြောင့်တစ်ပင်ကြီးကိုမှန်းပြီးတစ်ပင်ကြီးဟာကူပေါဝကိုပိတ်ဆို့လို့သွားပါတော့တယ်ကိုရင်လေးလည်းအချိန်နဲ့ပြေးနေခဲ့တာကြောင့်တစ်ပင်ကြီးကိုဝင်တိုင်းမိပြီးနောက်ပြန်လဲကြလို့သွားပါတယ်ကိုရင်လေးလည်းကူကြီးထဲကိုဝင်ဖို့အတွက်နီးလန်းအမျိုးမျိုးကိုစဉ်းစားလို့နေတာပေါ့ကိုရင်လေးဂူကြီးတဲကိုဝင်ဖို့စဉ်းစားနေတော့မှပဲဂူထဲမှာရှိနေတဲ့ဦးစင်း၃ပါးဟာကံကုန်တော်မူသွားခဲ့ပါပြီ။ဦးစင်း၃ပါးဟာဒဏ်ရာအပြင်းထန်ရပြီးကြောက်စရာကောင်းတဲ့အနေအထားနဲ့မြေပြင်ပေါ်မှာလဲလျောင်းလို့နေခဲ့ကြပါရီ။ကိုရင်လေးလည်းလဲကျနေတဲ့တစ်ပင်ကြီးကိုဘလို့မှမဖယ်ထုံနိုင်တော့တာကြောင့်အကူအညီတောင်းဖို့အတွက်မင်းညာကတဲခိုခဲ့တဲ့ရွာကိုအပြေးလေးပြေးသွားပါတော့တယ်။မောင်မဲနေတဲ့တောအုပ်ကြီးကိုမကြောက်မရွံ့ပဲဦးစင်းတွေကိုကူညီဖို့တခုကိုသာတွေးပြီးရွာဘက်ကိုအပြေးလေးသွားခဲ့ကြတာပေါ့။မော်ပေမဲ့လို့လေမရမနာပဲရွာဘက်ကိုသာဦးတီပြီးတဟုန်တို့ပြေးပါတော့တယ်။အကြောက်တရားတွေကြောင့်တုံလုံးနေခဲ့ပေမဲ့လို့လေကိုရင်လေးခမအတက်နိုင်ဆုံးအမြန်ရောက်အောင်အရှိန်ကိုမြင့်ပြီးပြေးနေကြတာပေါ့။နောက်ဆုံးမှာတော့ကိုရင်လေးဟာမင်းညကတဲခိုခဲ့တဲ့ရွာကလေးစီကိုပြန်ရောက်လို့သွားပါတော့တယ်။ရွာကိုရောက်ရှင်းမဲ့အဖိုးဦးဖြူကိုရှာကကူထဲမှာဖြစ်ပျက်ခဲ့တာတွေကိုအားလုံးပြောပြလိုက်တော့တာပေါ့။အဖိုးဦးစင်းကြီးတို့ကိုကဲပါအောင်ဗျာ။ဦးစင်းတို့ဖာလွန်တောင်ပေါ်ကကူကြီးထဲမှာပိတ်မိနေကြပြီဗျ။ကိုရင်လေးတွေးလိုက်ရတာကတော့ဦးစင်းတွေကတန်မွေကြီးလားကြောက်မွေကြီးလားတော့မသိပါဘူးအဲ့ဒီရဲ့အကောင်စီကနေအစိတ်တွေကိုယူနေတာကိုရင်လေးတွေးလိုက်တယ်ဗျခဏကြာမှပဲအဲ့ဒီမွေကြီးကနေဦးစင်းကြီးတွေရဲ့လေပင်ကိုရစ်ပြီးပက်နေတော့တာပဲဦးစင်းတွေလည်းဘလုံးမှမခံနိုင်တော့ပဲအော်ဟစ်နေတာကိုရင်လေးမကြည့်ရလို့ရွာကလူတွေကိုအကူညီလာတောင်းတာပါကိုရင်လေးလည်းတွားခဲ့ခြင်းပေမဲ့ကူးရှိမှတစ်ပင်ကြီးပိတ်သွားလို့ဘလုံးမှကူထဲကိုဝင်လို့မရဘူးဖြစ်နေတာကိုရင်လေးရဲ့ဦးစင်းတွေကိုကယ်ပေးကြပါဦးနော်ရွာသားတွေလည်းကိုရင်လေးရဲ့ပြောပြချက်ကြောင့်ကူကြီးထဲမှာဖြစ်ပျက်ခဲ့တာတွေအားလုံးကိုသိသွားခဲ့ကြပါတယ်။ရွာသားတွေဟာထိတ်လန့်သွားခဲ့ကြပြီးကိုရင်လေးပြောပြတဲ့အကြောင်းအရာတွေကိုမယုံကြည်နိုင်ဖြစ်နေပုံရတာပေါ့။ရွာသားတွေရဲ့မျက်နှာပေါ်မှာတော့စိုးရိမ်မှုတွေနဲ့ပြည့်နှက်နေပြီးကူကြီးထဲမှာကြံနေခဲ့တဲ့ဦးစင်းတွေအတွက်စိုးရိမ်လို့နေခဲ့ကြပါတော့တယ်။
ဖာလွန်တောင်ကြီးဟာအလွန်အန္တရာယ်များတယ်ဆိုပေမဲ့လို့လည်းဒီလိုမျိုးဖြစ်ပျက်တာတွေကိုတော့ပထမဆုံးအကြိမ်ကြားဘူးတာပါကိုရင်လေးပြောပြပြီးတဲ့နောက်မှာတော့ရွာသားအချို့ဟာဖာလွန်တောင်ပေါ်ကကူနာကိုအပြေးသွားခဲ့ကြပါတယ်ကူဘဝကိုရောက်တဲ့အခါမှာတော့ကိုရင်လေးပြောပြတဲ့အတိုင်းတစ်ပင်ကြီးဟာရှိမနေခဲ့တော့ပါဘူးရွာသားတွေလည်းထွေထွေထူးထူးတွေးချိန်မရတော့ပဲဦးစင်တွေရှိနေတဲ့ဂူကြီးတွေကိုသာအပြေးအလွှာသွားကြည့်ကြပါတော့တယ်။ဂူကြီးတွေကိုရောက်သွားတဲ့အချိန်မှာတော့အားလုံးဟာပါဇက်အဟောင်းသားဖြစ်ကုန်ကြတော့တာပေါ့။ဘာကြောင့်လဲဆိုတော့အစောနာကမြေပြင်ပေါ်မှာလဲကျနေတဲ့ဦးစင်၃ပါးဟာခန္ဓာကိုယ်တွေမရှိတော့ပဲဝိယုံတွေသာကြံရှိနေတော့လို့ပဲဖြစ်ပါတယ်။ရွာသားတွေလည်းဦးစင်၃ပါးရဲ့ရုပ်ကလပ်ကိုနေရာအနှံ့လိုက်ရှာခဲ့ပေမဲ့ဘယ်နေရာမှမတွေ့ခဲ့ရပါဘူး။ဦးစင်တွေရဲ့ရုပ်ကလပ်ကောတန်ဝေကြီးရောပါပျောက်ဆုံးလို့နေခဲ့ပါပြီဖြစ်ပျက်သွားတဲ့အကြောင်းအရာတွေဟာဘယ်သူမှအပြေရှာမတက်တဲ့ဘေဟေဒီတစ်ပုတ်ဖြစ်နေခဲ့တော့တာပေါ့ဒီအရာဟာတဘာဝလွန်စွမ်းအားတွေကိုမတရားရယူခဲ့လို့များလာတော့မသိပါဘူးတခုကိုပိုင်ဆိုင်ခြင်းရင်တခုကိုပြန်ပေးရတာကလောကရဲ့နိယာမတရားပဲမဟုတ်လားဗျာဒါကြောင့်လေဦးစင်းတွေဟာတဘာဝလွန်စွမ်းအားဖြစ်တဲ့အစိတ်ရည်ကိုရကျင်တာကြောင့်ဦးစင်းတို့ရဲ့အသက်ကိုပေးဆက်သွားရတာလို့ပဲထင်ပါတယ်။တဘာဝတရားကြီးကိုမတီးမဲမြင်ပြုတဲ့သူတွေဟာအဆုံးသတ်မလှဘူးဆိုတာကိုဒီအဖြစ်အပျက်ကိုကြည့်ပြီးသိနိုင်တယ်မဟုတ်လားဗျာ။ရွာသားတွေလည်းဦးစင်းတွေရဲ့အလောင်းကိုမတွေ့တော့တာကြောင့်ဂူတွေကနေပြန်လာခဲ့ကြပါတော့တယ်။အဲဒီညမှာတော့ကိုရင်လေးနန္ဒဟာဖာလွန်တောင်နာကရွာကလေးမှာပဲညအိတ်တဲခိုခဲ့ရပါတယ်။လာတော့ကဦးစင်း၃ပါးနဲ့အတူတူလာခဲ့ရပြီးအခုအချိန်မှာတော့တယောက်တည်းဖြစ်နေတာကြောင့်ကိုရင်လေးခမအတော့ကိုအထီးကျန်လို့နေခဲ့ရှာတာပါရွာသားတွေကလည်းအားငယ်နေတဲ့ကိုရင်လေးကိုအတက်နိုင်ဆုံးနှစ်သိမ့်ဖို့အတွက်ကြိုးစားလို့နေခဲ့ကြတာပေါ့ဘယ်လိုပဲနှစ်သိမ့်ပေးကြောက်စရာကောင်းတဲ့အဖြစ်အပျက်ကိုမြင်လိုက်ရတဲ့ကိုရင်လေးခမထိတ်လန့်လို့နေပါသေးတယ်ကိုရင်လေးရဲ့မျက်နှာဟာလည်းအလွန်ညှိုးငင်နေပြီးတုံလုံးလျှောက်ချမှုတွေနဲ့ပြည့်နေကညကိုအိမ်မပျော်နိုင်ပဲဖြစ်နေရရှာတာပေါ့ဒီလိုနဲ့ပဲတညတာကုံဆုံးသွားပြီးမနေ့အချိန်ကိုရောက်လို့လာခဲ့ပါပြီရွာသားတွေလည်းကိုရင်လေးကိုတနာတာကြောင့်ဆရာတော်ကြီးပြန်လုံတော်မူသွားတဲ့တပြေကုန်းရွာကိုပဲပြန်ပို့ပေးကြဖို့အတွက်ဆုံးဖြတ်လိုက်ကြပါတယ်။စားနဲ့ရိတ်ခါတွေလည်းဖူလုံအောင်ထည့်ပေးပြီးရွာမှာရှိတဲ့ကာလာသားတွေနဲ့ကိုရင်လေးကိုပြန်ပို့ပေးကြမှာပဲဖြစ်တာပေါ့။အလွန်တောင်မှာရှိတဲ့ရွာသားတွေဟာစိတ်သဘောထားအလွန်ပြေဝပြီးရိုးသားကြတဲ့သူတွေပဲဖြစ်ပါတယ်။ရွာရဲ့အကြီးအကဲဖြစ်တဲ့အဖိုးဦးဖြူလဲကိုရင်လေးကိုအားမငယ်ဖို့နဲ့တပြေကုန်းရွာကိုအရောက်ပြန်ပို့ပေးမှဖြစ်ကြောင်းတီကြီးလေးနဲ့တဲ့အကြီးတွေနဲ့ကိုရင်လေးကိုပြောခဲ့ပါတော့တယ်။ကိုရင်လေးဘာမှအားမငယ်နဲ့နော်တပည့်တော်တို့တွေကကိုရင်လေးကိုတပြေကုန်းရွာရောက်တဲ့အထိပြန်ဖို့ပြီးမှာပါလမ်းကြီးမှာလေကိုရင်လေးစားဖို့အတွက်သားနဲ့ရိတ်ကားတွေကိုအလုံးအလောက်ထည့်ပေးလိုက်ပါတယ်ဘယ်အရာမှမတည်မြဲတဲ့လောကကြီးမလို့ကိုရင်လေးအရန်ကြီးလဲဝမ်းနေမနေပါနဲ့ဗျာတောတောင်တွေထဲမှာဆိုရင်သူ့စီးနေသူရှိတယ်ကိုရင်လေးရဲ့ဘယ်သူကိုမှမလေးမစားမလုပ်တာအကောင်းဆုံးပဲဖေဟာဦးစင်းကြီးတွေကဘာအတွက်နဲ့ကြောင့်များကူကြီးတွေကိုသွားပြီးအစိတ်ရည်တွေကိုသွားယူကြမှန်းတပည့်တော်မသိပေမဲ့ကိုနေရမဟုတ်ဘယ်နဲ့မစင်းစားမစင်ချင်းသူများအရက်ကိုဝင်ရောက်တာကတော့မကောင်းဘူးပေါ့ကောင်းတာလုပ်ရင်ကောင်းတာဖြစ်ပြီးမကောင်းတာလုပ်ရင်တော့မကောင်းတာပဲရမှာမဟုတ်လားဖေဟာကံဤအကျိုးလို့ပဲတွေးပြီးကိုရင်လေးလည်းကိုအပြစ်မတင်ပါနဲ့တော့ဗျာကိုရင်လေးလည်းသာသနာအကျိုးကိုဒီတမကတဲဖို့ထမ်းရနိုင်ပြီးလူအများကအားကိုးရတဲ့သာသနာအာဇာနည်ကြီးဖြစ်ပါစေလို့တပည့်တော်စုမုံကောင်းတောင်းပြီးမေတ္တာပို့တာအပ်ပါတယ်ဗျာအဖိုးဦးဖြူရဲ့တတိပေးစကားဟာကိုရင်လေးအတွက်ဘဝတစ်ခုလုံးပြည့်စုံနေမှာတော့အမှန်ပဲပေါ့ဗျာကိုရင်လေးကလည်းအဖိုးဦးဖြူပြောတဲ့စကားတွေကိုမညိုမငင်းပဲတေချာစွာနားထောင်လို့နေတာပေါ့ငငယ်ရွယ်နဲ့အတွေ့အကြုံအများကြီးရလိုက်တာကြောင့်ဘဝမှာအမားအမှန်တွေကိုဆုံးဖြတ်နိုင်တဲ့သင်ခန်းစာတွေအများကြီးရသွားမယ်လို့လည်းမျှော်လင့်ရပါတယ်ကိုရင်လေးရဲ့ဘဝတစ်လျှောက်လုံးမှာလည်းအမားကိုထိန်းပြီးအမှန်ကိုရှောင်လန်းနိုင်တဲ့သူတော်ကောင်းကြီးတူဖြစ်လာနိုင်ပါစေလို့ရွာသားတွေဟာဆုတောင်းပေးနေကြပါတော့တယ်။အစိုးပြင်းရဲ့အကောင်းတွေကြုံရစမြဲမလို့ကိုရင်လေးရဲ့ဘဝမှာလည်းဒီနေ့ဒီချိန်ကစားပြီးအကောင်းတွေဖြစ်လာမယ်လို့မျှော်လင့်ရင်ရွာသားတွေဟာကိုရင်လေးကိုတပြေကုန်းရွာစီပြန်ပို့ပေးလိုက်ကြတော့တာပေါ့။ဖာလွန်တောင်မှာရှိတဲ့တန်မွေကြီးရဲ့ဇလန်းဟာလေဒီနေရာလေးမှာပဲအဆုံးသတ်လို့သွားခဲ့ပါပြီ။နာတော်တာစင်နေကြတဲ့ပရိသတ်ကြီးတွေလည်းကိုရင်လေးနန္ဒာရဲ့မျက်မြင်ကိုယ်တွေဇလန်းလေးကိုမယုံရင်တော့ပုံပြင်းလို့သာမှတ်လိုက်ကြပါတော့ဗျာ။
ဒီကနေ့ရဲ့ဇာတ်လမ်းလေးကိုအဆုံးထိနားဆင်ပေးကြတဲ့ကျွန်တော်ရဲ့ရှစ်ပရိသတ်တယောက်ရှင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါရခင်ဗျာအားလုံးပဲတာယာပျော်ရွှင်သောနေ့ရက်ကလေးပိုင်ဆိုင်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါရယ်